မဲ့အသားညွန့်ရောအဆင်ပြေလာတဲ့မြန်မာနိုင်ငံမှာပထမဦးဆုံးထုတ်လိုက်တဲ့ BME ရဲ့ကျွေပလဲမိတ်ကပ်ကအသားအရည်လိုက်နံပါတ်အလိုက်ပေါ့နော်ရွေးချယ်ပြီးတော့မှထုတ်ပေးထားတယ်ဒါဆိုလို့ရှိရင်နံပါတ်1ပေါ့နော်မျက်နှာပေါ်မှာရှိတဲ့တင်းတဲ့အမဲဆက်မှက်ကြောင့်နေလောင်ခွက်တွေကိုဖောက်ပေးနိုင်တယ်ဒါလေးကတော့အသားဖြူတဲ့သူတို့ပေါ့နော်အရန်နဲ့မှဖြူတဲ့သူဆိုတော့ဒါလေးသုံးပေးရမယ်နံပါတ်2ဆိုလို့ရှိရင်တော့အသားလက်တဲ့သူပေါ့နော်မိတ်ကပ်သားကအဝါဖောက်လေးဖြစ်တဲ့ကြောင့်မလို့ကို့အသားရည်နဲ့လိုက်ဖက်တဲ့နံပါတ်လေးကိုရွေးချယ်ပြီးသုံးပေးရမယ့်အခါမှာအသားနဲ့တစ်ထပ်ထဲကြပါတယ်ကြည်ပြောင်ဂလိုးလစ်ကိုရတယ်တစ်မျိုးတည်းသုံးရုံနဲ့လုံးဝအဆင်ပြေပါတယ်အချိန်ကုန်တက်တာတယ်ငွေကုန်တက်တာတယ်ပေါ့နော်အပေါ်ကနေပြီးတော့မှမိတ်ကပ်အချောက်ထပ်ပုတ်စရာလုံးဝမလိုပါဘူးဒါလေးကအသားလက်တဲ့သူလေးရွေးချယ်တဲ့နံပါတ်2ပါတချို့ဆိုလို့ရှိရင်အသားလက်ပေမဲ့ကိုယ့်ရဲ့မျက်နှာပေါ်မှာအပြည့်နာစာလေးရှိရင်မိတ်ကပ်နံပါတ်3ကိုသုံးပါတယ်မိတ်ကပ်နံပါတ်3ကတော့အသားညိုတဲ့သူတွေမဲတဲ့သူဒါလေးကကြတော့နံပါတ်3လေးပါသူကအသားလက်တဲ့သူသုံးမယ်ဆိုတော့လုံးဝတစ်ထပ်ထဲကြတယ်ပေါ့နော်အမိတို့ကိုယ်တိုင်လည်းအသားညိုပါတယ်အဲ့တော့နံပါတ်3ကိုသုံးတယ်နံပါတ်3ကတော့အပြည့်အနာစာတွေဖုံးအုပ်ပေးတဲ့နေရာမှာလုံးဝဆက်ရကြပါတယ်လုံးဝစက္ကန့်ပိုင်းနဲ့ဖုံးအုပ်ပေးနိုင်တယ်ညားကြတဲ့သွားလို့ရွှေထွက်နေတာမှာလုံးဝပြတာကွက်တာမရှိပါဘူးအခါရင်းမို့တငယ်ချင်းမင်္ဂလာဆောင်မှာယုံကြည်မှုရှိရှိနဲ့ကိုယ့်ကိုလှကျင်နေဆိုလို့ရှိရင်တော့တဘူးတာစောင့်ထားတော့နော်